ဂျပန်ဖိုက်တာကိုပါဝါလက်သီးစွမ်းပြပြီးပွဲဥထွက်မှာတဲ့အလဲတို့နဲ့နိုင်ရခဲ့တဲ့ကျော်စွာဝင်းအားလုံးပဲမင်္ဂလာပါရှင် AS5 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြည်သက်များအားလုံးပဲမင်္ဂလာပါတကယ့်ကိုဝမ်းသာကုန်စရာကောင်းလာတဲ့ညာချမ်းလေးပါပဲ One Friday 5139မှာပွဲဥထွက်ဖြစ်ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ကျော်စွာဝင်းရဲ့စွမ်းဆောင်ရည်ကတော့ပြည်သက်တွေမျှော်လင့်ထားတာထက်တောင်ပုံမပြည့်စုံကောင်းမွန်နေခဲ့ပါတယ်PR စိုးရိမ်စိတ်တွေကိုကြော်ဖြတ်ပြီးဒုတိယချီမှာပဲပြိုင်ဘက်ဂျပန်ဖိုက်တာမူဂါဆက်တုကိုအလဲတို့ TKO နဲ့အနိုင်ယူကစုချင်းငွေ bonus ကိုပါစုခူးသွားခဲ့တာပါဝယ်မစခင်တော့ကပြည်သက်တွေကြားမှာစိုးရိမ်စိတ်တွေရှိခဲ့တာတော့အမှန်ပါပဲဝမ်ချန်ပီယံရှစ်ဆိုတာကမ္ဘာစစ်စင်မြင့်ကြီးဖြစ်သလိုစီးမြင့်စီကန်လက်အိတ်အသေးနဲ့ပွဲဥထွက် PR တွေကဖိုက်တာတယောက်ကိုခြေဖြတ်ပစ်နိုင်ပါတယ်ဒါပေမဲ့ကျော်စွာဝင်းကတော့ဒီစိုးရိမ်စိတ်တွေကိုပထမကြီးခေါင်းလုံးတန်မီတာနဲ့တပြိုင်နက်လေးတဲလွင့်ပါသွားစေခဲ့ပါတယ်ကျော်ရဲ့ဆွမ်းဆောင်ရည်ဟာစောင့်ရကြိုးနဲ့တဲ့ဆိုတဲ့စကားထက်ပိုပါတယ်ဒါဟာကျော်စွာဝင်းဖြစ်တဲ့တစ်ခုကိုစတင်လိုက်ပြီလို့ကြေညာလိုက်တယ်လို့ပါပဲပွဲစားရတဲ့ကျော်စွာဝင်းရဲ့မျက်လုံးထဲမှာယုံကြည်မှုတွေနဲ့တက်ဖြတ်လိုစိတ်တွေကိုတွေ့ရပါတယ်ပုံမှန်အားဖြင့် Builder Fighter တွေဟာပထမကြီးမှာစမ်းသပ်ကစားလေးရှိပေမဲ့ကျော်စွာဝင်းကတော့အချိန်ဆွဲမနေခဲ့ပါဘူးပထမချိန်မှာရင်ပြိုင်ဘက်ကို2ကြိမ်တိုင်တိုင်အလဲတို့နှုတ်တောင်းရယူနိုင်ခဲ့တာကပွဲဖြေကိုစောစောစီးစီးအဆုံးဖြတ်ပေးလိုက်တယ်လို့ပါပဲသူရဲ့လက်သီးချက်တွေကလေးနှံတယ်လို့ပြစ်မှတ်တိကျမှုလည်းရှိပါတယ်ဂျပန်ဖိုက်တာမူကဆက်တိုဟောက်ခံနိုင်ရရှိတယ်ဆိုပေမဲ့ကျော်စွာဝင်းရဲ့ပါဝါကိုရှင်ဖို့မလွယ်ကူခဲ့ပါဘူးပြိုင်ဘက်ကိုတက်ရှူချိန်မပေးဘဲဖိအားပေးကစားသွားခဲ့ပုံကတော့ကျော်ရဲ့ကြံ့ခိုင်ရေးပြေဝနေကြောင်းသက်သေပြနေပါတယ်ဒုတိယချိန်ပြန်စားတဲ့ချိန်မှာကျော်စွာဝင်းကအရှိန်လျော့မသွားပါဘူးပို့ပြီးတော့တောင်ပြင်းထန်လာပါတယ်ဒုတိယချီမှာမူကဆက်ဒုစ်ကိုနောက်ထပ်2ကြိမ်ထပ်မံလဲကျစေခဲ့ပြီးတဲ့နောက်ဒိုင်လူကြီးတွေဟာပွဲကိုရပ်တန့်ကTKO နဲ့အနိုင်ပေးလိုက်ရပါတယ်စုစုပေါင်း4ချိန်တိုက်တိုက်ပြိုင်ဘက်ကိုကျမ်းမြင့်မော်လဲကျစေတာပါအမှန်နဲ့နိုင်တာမျိုးမဟုတ်ပဲပြိုင်ဘက်ကိုလုံးဝလွှမ်းမိုးပြီးအလဲထိုးနိုင်ခဲ့တာကဝမ်ချန်ပီယံရှစ်လူကြီးတွေကိုသဘောကျစေခဲ့ပါတယ်ဒါဟာသူတို့လိုချင်တဲ့ entertainment value ပါပဲဒီလိုစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့တဲ့အတွက်ဝမ်ချန်ပီယံရှစ်ရဲ့ CEO ချက်ထရီစီကနေ bonus စုငွေဘတ်3,500,000ကိုချက်ချင်းရရှိခဲ့ပါတယ်ဒါဟာကျော်စွာဝင်းရဲ့စ조사မှု FedEx မှာတွားရောက်လေ့ကျင့်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေရဲ့ထိုက်တန်တဲ့ဆုလက်ပါပဲဒီငွေကြေးပမာဏဟာသူ့ရဲ့ကစားသမားဘဝရှေ့ဆက်ဖို့အတွက်ကြီးမားတဲ့ခွန်အားတစ်ခုဖြစ်လာမှာပါကျော်စွာဝင်းရဲ့နိုင်ပွဲကလှပသလိုပွဲပြီးအင်တာဗျူးဟာလည်းအပြစ်ပြောဆိုစရာမရှိအောင်ပြည့်စုံလုံးပါတယ်ဖိုက်တာကောင်းတယောက်ဖြစ်ဖို့ဆိုတာကလက်ယုံကြီးကောင်းရုံနဲ့မရပါဘူးနှလုံးသားနဲ့ပြောဆိုရည်ကြီးမှုမှလည်းလိုအပ်ပါသေးတယ်ကျော်စွာဝင်းဟာဒါကိုတက်သေးပြသွားပါတယ်သူကိုမွေးဖွားပြုစုပေးတဲ့မိဘတွေကိုဥစွာကျေးဇူးတင်ခဲ့တယ်ဒါဟာမြမရည်ကြီးမှုရဲ့နှစ်သာရကိုကဘာကသိအောင်ပြသလိုက်တာပါပဲသူကိုပညာသင်ပေးခဲ့တဲ့ဆရာတွေကိုလည်းမမေ့မလျော့အထက်ပြောသွားခဲ့တယ်လက်ရှိလေ့ကျင့်နေတဲ့ထိုင်းနိုင်ငံကဖက်တက်ဂျင်ပိုင်ရှင်မစ္စတာဝေါင်နဲ့အဖွဲ့သားတွေကိုလည်းကျေးဇူးတင်စကားပြောကြားခဲ့တာကတော့သူရဲ့ professional စံမှုကိုပြသရာရောက်ပါတယ်ဖက်တက်ရဲ့လေ့ကျင့်ပေးမှုကြောင့်သူဒီလိုစွမ်းဆောင်နိုင်တာလို့ဝန်ခံခြင်းဟာလည်းနှိမ့်ချမှုကိုပြသနေပြန်ဒါပြင်အားပေးတဲ့မြန်မာပြည်သက်တွေကိုအလေးထားပြောကြားသွားပါတယ်။နောက်ဆုံးမှာခွေရေးပေးပြီးဘောနက်စုကိုချီးမြှင့်ပေးတဲ့ချက်တွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့တာကဝမ်ချန်ပီယံရှစ်နဲ့ရေရှည်လက်တွဲဖို့အတွက်တော့အကောင်းဆုံးဆက်ဆံရေးတည်ဆောက်မှုတစ်ခုပါပဲ။ကျော်စွာဝင်းရဲ့ဒီပွဲကစားပုံကိုကြည့်ရင်မြမရိုးရာလက်ဝဲရဲ့မာကုံခံမှာဖဲတက်ချင်ရဲ့စနစ်ကြတဲ့ဒီစနစ်တွေပေါင်းစပ်ထားတာကိုတွေ့ရပါတယ်။လက်သီးထွက်နှုံပုံမြန်လာတဲ့ကာကွယ်မှုပိုကောင်းလာတဲ့ပွဲဥထွက်မှာဒီလောက်ထိစွမ်းပြအင်တာဗျူးကောင်းဖြစ်နိုင်ခဲ့တဲ့ကျော်စွာဝင်းအတွက်ဝမ်ချန်ပီယံရှစ်မှာအနာဂတ်လမ်းကြောင်းကဖြောင့်ပြူးနေပါပြီဒီပွဲဟာအစပဲရှိပါသေးတယ်ကျော်စွာဝင်းနေနဲ့ဒီလက်စွမ်းဒီစိတ်ဓာတ်ဒီလိုယူသေးလေးစားတဲ့အမှုကျင့်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်ဗီဒီယိုရဲ့နောက်ကမှာဝမ်ချန်ပီယံရှစ်ရဲ့ထိပ်တန်းဖိုက်တာစရင်ဝင်တူဖြစ်လာဖို့ကသေချာသလောက်ပါပဲကျော်စွာဝင်းရဲ့ဂုဏ်ယူပါတယ်မင်းရဲ့လက်သီးတွေကပြိုင်ဘက်တွေကိုလဲစေသလိုမင်းရဲ့စကလုံးတွေကပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်ခဲ့ပါတယ်နိုင်လို့မတန်ရှုံးလို့အောင်မလျှော့ဆိုတဲ့စကားတိုင်းအောင်မြင်မှုလေကတဲ့တွေကိုဆက်လက်တက်လှမ်းနိုင်ပါစေမြန်မာပရိသတ်တွေကမင်းရဲ့နောက်မှာမြဲရှိနေမှာပါဒါကြောင့်ဒီညဟာကျော်စွာဝင်းရဲ့ညပါပဲမို့ပျော်လိုက်ကြပါစို့လား